တို့သားအားလုံးကသိတယ်ဗျာဟုတ်တယ်ဗျာအရက်သီစားတောက်စားလေးရလဲရှိတယ်လို့ကြက်တိုက်တဲ့နေရာကျတော့လေအလုံးမတမ်းမဝါသနာကြီးကိုယ်ထိုင်လို့အောင်လေဒီကဒီမှာမတမ်းဝါသနာကြီးတာနော်ဒါလေးခွင့်လို့ရမယ်နားအခုလင်းရမရရဲ့ဖြစ်ပြီးခွင့်လို့ပြရမှာပေါ့အရက်တောက်စားလေးတွေလျှော့ကြက်တိုက်စားလေးတွေလျှော့ဟုတ်တယ်စားတာကြတော့ကြည်အောင်ဘယ်လောက်စားလဲမနဲ့၄လုံးည၄လုံး၈လုံးတပီအဲ့ဒါလေးနည်းနည်းလျှော့လျှော့စားဟောဒါတူတာပဲဟုတ်တယ်နော်ရံပြည့်ကောင်းစီဆိုတော့ကျွန်တော်မှမပါဘူးကြာစေတနာနဲ့သတိပေးနေတာစေတနာသတိပေးတာဟုတ်တယ်ရံပြည့်ကောင်းစီမပါဘူးမှန်တယ်မှန်တယ်တို့သမီးပဲပြောပြဝလန်းတမင်မှာဆိုနေရှိရကတတူခုံကတူတကယ်တမ်းကျွန်တော်လည်းပလက်တက်တက်ရှက်တက်တက်ဟမ်ဟိုငပြင်းမဟိုမီးတဲ့ဟိုထက်မလုံးနဲ့အော်ရေးဆိုတဲ့ကောင်ကရှစ်သမားရှစ်သမားချက်သမားရှင်အမလေးလေးလေးငါသားဝင်များအရက်သမားချက်သမားနဲ့